အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့My Theology channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တို့ What is Gospel သတင်းကောင်းဆိုတာပါလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်ချင်းတွေရောက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူဒီနေ့ဆွေးနွေးမဲ့သူကတော့ဆရာဂျုံတောင်ကျွန်တော် Maths ကfinal year student ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတူတူကဆွေးနွေးပြီးတော့ဒီမှာကျန်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆရာသမားတွေရောအားလုံးကျွန်တော်တို့ရဲ့တမန်ကျမ်းစာဟိုဘယ်လိုသွန်သင်တယ်လဲကျွန်တော်တို့အမြင်ကိုလည်းအောက်က link ဒါမှမဟုတ်ဒီ comment section မှာကျွန်တော်တို့ဆွေးနွေးလို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောရင်းနဲ့ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကိုတခါတည်းအစပြုလိုက်ရအောင်ကျွန်တော်ပထမအဆုံးကျန်တဲ့တွေအားလုံးဘာမှမသွားခင်ဆရာဂျုံနာကနေပြီးတော့မှဒီဆွေးနွေးပေးပါအောင် what is gospel Okay ကျွန်တော်ဒီကနေ့ what is gospel ဘာလို့ဆရာအဲ့ဒီဟာဆရာပြောထားလဲနော်ကျွန်တော်က what is gospel ဆိုတာဒါပေမဲ့ကျွန်တော်ပြင်ဆင်ထားတာက what is not gospel ဒီစံကျင်ဖက်ပေါ်လေနော်နားလေရတော့လွယ်ပါတော့မှာဒါ gospel ဆိုရင်လည်းအဲ့ဒီ gospel ရဲ့စံကျင်ဖက်ကမဟုတ်တဲ့ဟာပေါ့ဒါဆိုတော့ not gospel ဆိုရင်တော့ not gospel ရဲ့စံကျင်ဖက်က gospel ဖြစ်မှာပေါ့နော်အဲ့လိုပုံစံနဲ့ကျွန်တော်idea တချို့လေးတွေကျွန်တော်ရှာထားတယ်ကျွန်တော်စောက်တချို့ကလည်းကြိုက်တဲ့ဟာတွေယူထားတယ်အကုန်လုံးကျွန်တော် own idea တော့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးကိုကျွန်တော် idea set up လုပ်လိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တဲ့ဟာက what is not gospel ထိုင်တဲ့အောက်မှာပေါ့နော်ဒီတပိုင်းတစ်စကိုပဲလက်ခံခြင်းက gospel မဟုတ်ဘူးဆိုတဲ့ဟာပြောချင်တယ်ပေါ့နော်အပိုင်းတစ်စကိုပဲဟိုမှာကျွန်တော်တို့ကြိုက်တဲ့အပိုင်းကိုပဲလက်ခံပြီးမှsorry ကျွန်တော်တို့ကြိုက်တဲ့အပိုင်းကိုပဲလက်ခံတာကဒီ that is not possible ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုတို့မြင်များလေအဲ့ဒီကိစ္စရှိတယ်ပေါ့နော်တင်းတော်တိုင်းလို့မှာဒီယုံကြည်သူတိုင်းလို့မှာဘာလို့ဆိုတော့ဥမာရှင်မတဲ့ခန်းကြီးဆက်တဲ့အငယ်28မှာဆိုဝန်လေးပြင်ပန်းတော်သူပေါင်းတော့ငါထံတို့လာကြလောငါဒီချမ်းသာပေးမယ်ဆိုတော့မှာကဒီချမ်းသာပေးမယ်တနည်းအားဖြင့်လွတ်လပ်သွားမယ်ဆိုတော့အဲ့ဒီလွတ်လပ်သွားမယ်ဆိုတော့အပိုင်းကိုပဲပြောပြီးမှအဲ့ဒီအောက်ကဆက်ပြောထားတဲ့ဟာကိုကျွန်တော်တို့လစ်လူရှုကြတာများတယ်ပေါ့နော်ခရစ်တော်နဲ့လွတ်လပ်ပြီးကျွန်တော်တို့there is no problem ဒါပေမဲ့သူဆက်ပြောတာကလွတ်လပ်ပြီးဒါပေမဲ့ငါထာမှာဒီနီးခံပါငါရဲ့ဘုံကိုချမ်းပါဒီအဲ့ဒီနောက်ဆက်တွဲကိုကျွန်တော်တို့ဒီမတော်တာများတယ်ပေါ့နော်ဒီအဓိကအဲ့ဒီနားလဲကိုပဲတဝေးလေလေနဲ့ဒီချမ်းသာပြီးလွတ်မြောက်ပြီး that is free ဆိုပြီးကျွန်တော်တို့ကခံယူကြတာများတယ်ပေါ့နော်ဆိုတော့ဒါဒီ gospel ရဲ့အနှစ်သာရဒီတစ်ခုလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒါ not enough ပြောလို့ရတယ်ပေါ့နော်ဒါအဲ့ဒါကြောင့်ဒီတပိုင်းတစ်ဆောက်ကိုပဲလက်ခံတာက gospel အစစ်မှန်တော့မဟုတ်သေးဘူးပေါ့နော်နောက်တစ်ခုကဒီဒုတိယအနေနဲ့သွားမယ်ဆိုရင်ဒီဆင်းရဲဒုက္ခကိုညှင်းပယ်တာက gospel မဟုတ်ဘူးဒီဟာတော်တော်လေးအရေးကြီးပေါ့နော်တချို့ဆိုရင်ဒီကေတင်ချင်းရပြီးခရိယံဖြစ်လာပြီဆိုရင်ဒီဆင်းရဲဒုက္ခတွေကဒီမရောက်လာတော့မရောက်sorry ခရိယံတရားအနေနဲ့ဒီမအဆက်တော့လို့ဒီအဲ့ဒါတွေမရှိတော့လို့မျိုးကျွန်တော်တို့နားလေကြတာများလေနော်ကျွန်တော်ငငယ်တော့ကလည်းအဲ့လိုမျိုးနားလေခဲ့တဲ့ခြေရှိပေါ့နော်မှာဒီတကယ်ဖျားတော့ပေးဆက်ပြီးတော့ဘောကတစ်ခုလုံးကိုပေးဆက်ပြီးတော့ဒီဖျားမှုတော့ဆောင်တဲ့လူတွေကတစ်ချိန်ကျရင်ဖျားနာပြီးတော့နေမကောင်းဖြစ်ကြတယ်ကျို့ဆိုရင်အဲ့ရထဲမှာတော့အဲ့ရထဲကနေတော့မှမထနိုင်ပဲနေသည်အနာဒုက္ခတွေကြုံရတဲ့ခါမှာတွေ့ဟာဖြစ်တယ်ဟုတ်လေနော်ဘာကြောက်လဲသူယုံကြည်သူမဟုတ်ဘူးလားဖျားတဲ့လောက်ပေးဆက်နေတော့သူပေးဆက်ခဲ့တာတော့ that is အဲ့ဒါမလုံလောက်ဘူးလားသူတို့ဘယ်လိုလုပ်ဒီလိုဟာတွေကြုံနေရတယ်ဆိုတဲ့ဟာတွေကဒီတွေ့ဟာဖြစ်စေခဲ့တယ်ပေါ့နော်ကျွန်တော်လည်းဆိုတော့ဒါပေမဲ့ gospel နဲ့ချိန်ထိုးကြည့်လိုက်တဲ့အခါမှာကျတော့အဲ့ဒါကတော်တော်လေးကိုမားခဲ့တယ်ပေါ့လေနော်မားတယ်လို့ပြောလို့ရတယ်ဒါမှကျတော့ဒီ gospel ကဒီလောကရန်တရားတနည်းအားဖြင့်လောကရန်နဲ့ဆင်းရဲဒုက္ခတွေကိုဒီလက်မခံတာမဟုတ်ပဲနဲ့တရားတွေကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ဘက်ကနေသူကပို့ပြီးတော့အဲ့ဒီဘက်ကနေကျွန်တော်တို့ကို
ခွန်အားပေးတယ်ပြောင်းလဲစေတယ်ဒီကျွန်တော်တို့ရဲ့မြင်တဲ့အမြင်တွေကျွန်တော်တို့ကိုလုံးလုံးပြောင်းလဲပေးတဲ့အရာပဲဆိုတော့ဒီခရစ်တော်ကိုယ်တိုင်ကလည်းလူစားတည်ဖြစ်လာတယ်ဒီဖန်ဆင်းရှင်ဘုရားကလူကိုဖန်ဆင်းခဲ့တဲ့ဘုရားကလူဖြစ်လာတယ်အဲ့ဒါကိုဒီဖိလိပ္ပိခန်းကြီးနဲ့အငယ်6နဲ့7မှာဆိုရင်ဒီ the son of Christ လို့ပြောကြတယ်နော် Christ him ပြောတယ်အဲ့မှာဆိုတော့တကယ်ဒီခရစ်တော်လူဖြစ်လာရတဲ့အကြောင်းရင်းဘယ်မှာလူဖြစ်လာပြီးတော့ဘလူဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ခဲ့လေဆိုတဲ့ဟာလေးသူကအများကြီးရေးပေးထားတယ်ပြီးတော့အငယ်လေး73မှာဆိုလဲအဲ့ဒီအကြောင်းအရာကိုပေါ့တော့သူကတည်ဝေရှင်းပြပေးထားတဲ့ဟာလေးရှိတယ်ဆိုတော့ဒီ gospel မဟုတ်တဲ့ရာကဒီလောကရန်တွေကတနည်းအားဖြင့်ဆင်းရဲချမ်းသာတွေကိုတနည်းအားဖြင့်ဆင်းရဲဒုက္ခပေါ့နော် sorry ဆင်းရဲချမ်းသာမဟုတ်ပဲဆင်းရဲဒုက္ခတွေကိုညှင်းပေတာကthat is not gospel ဒါ gospel မဟုတ်ဘူးဆိုရဟာပေါ့နော်ဆိုတော့နောက်title တစ်ခုကဒီစာဒီပဂတိ flash ပေါ့နော် flash တရားတွေကိုဆွဲလန်းဖို့အားပေးတဲ့အရာက gospel မဟုတ်ဘူးဆိုရဟာနောက်တစ်ခုက gospel ကကျွန်တော်တို့ကိုနောင်တရဖို့ကျွန်တော်တို့နောင်တရဖို့တိုက်တွန်းတယ်ဒီအရင်တော့ကျွန်တော်တို့ကဖျားမလို့ဘူးဆိုတဲ့idea နဲ့အတွေးခေါ်တယ်ကျွန်တော်တို့သက်ရှင်တယ်ဒါပေမဲ့ gospel ကကျွန်တော်ဖျားလူနေပါလားဖျားမရှိအစင်မပြေဘူးပဲဆိုတော့ဘက်ကိုသူကသွားတယ်လေနော်ဆိုအဲ့ဒါဆရာတယောက်ပြောပုံရဆရာဆိုဒူလင်းတရားဟောခဲ့တဲ့ဟာကျွန်တော်နားထောင်ဖို့တယ်ဒီတချို့ယုံကြည်သူတွေကဒီအေဒင်ချင်းရပြီးတော့တဲ့အခါမှာ gospel ကိုကြားတယ်အေဒင်ချင်းကိုသူတို့ရရှိတယ်တစ်ချိန်တည်းမှာပဲဒီခွဲလွတ်ချင်းကိုရတဲ့အခါမှာဟာလွေလိုက်လားပေါ့လွေလိုက်လားဒါဆိုရင်လွေနဲ့ရတော့တန်ဖိုးမထားဘဲနဲ့ဒီသူတို့လုပ်ချင်အောင်လုပ်ကြတော့မှာပေါ့ဆိုတော့အမြင်မျိုးကိုသူကဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒီကေဒင်ချင်း sorry gospel ကိုဂျာနာပြီးတော့ဒီကေဒင်ချင်းကိုရသွားတဲ့ကဲစစ်မှန်တဲ့ကေဒင်ချင်းကိုရသွားတဲ့လူတယောက်ကဒီဘာနဲ့တူလဲဆိုတော့သူပြောခဲ့သူရှင်းပြတာကဒီရင်မောင်းလိုက်စဉ်ဖြဲတဲ့လူတယောက်နဲ့တူတယ်ပေါ့လေဥပမာရင်မောင်းလိုက်စဉ်ဖြဲရတဲ့အတိကအကြောင်းရင်းကဒီကားတိုက်ဖို့မဟုတ်ဘူးဥပမာငါရင်မောင်းလိုက်စဉ်ရပြီငါကားတိုက်မယ်ဆိုတာမဖြစ်နိုင်ဘူးပေါ့လေနော်ဖြစ်နိုင်ဘူးဒါပေမဲ့လက်ရင်မောင်းလိုက်စဉ်ဖြေရတဲ့အကြောင်းရင်းကဒီလုံခြုံစိတ်ချစွာနဲ့ကောင်းအောင်ကျွမ်းကျွမ်းကျင်ကျင်နဲ့မောင်းနေနိုင်ဖို့သူကဖြေရတယ်ဆိုတော့ငါရင်မောင်းလိုက်စဉ်ရပြီငါကားတိုက်တော့ကားတွေလိုက်တိုက်တော့မယ်ဆိုတော့မျိုးမရှိတယ်လို့ပေါ့လေနော်ဒီတကယ် gospel နှစ်သာရကိုနားလေတော့တဲ့လူတယောက်ကဒီပြောင်းလဲတယ်ဒီစာတိပဂတိကိုဆွဲလန်းဖို့အတွက်ဒီအပြစ်တွေအားရပါရလို့ရတယ်ဆိုတော့လည်းကျွန်တော်ကြားဖို့လေနော်ဒီအရင်ကlive မှာဆိုရင် that is not gospel ကအဲ့လိုမျိုးမဟုတ်ဘူးပေါ့လေဒီကျေးဇူးတော်ကိုခံစားပြီးတကယ်နားလေတဲ့နှလုံးသားဆိုတာရှိတယ်ပေါ့လေနော်ဆိုတော့တကယ်စစ်မှန်တဲ့gospel ကဖះမလူတော့ဘူးဆိုတော့ idea ကအတွေးခေါ်ကနေငါဖះမရှိရင်မဖြစ်ဘူးပဲဆိုတဲ့အရာကိုတိုက်တွန်းတဲ့အရာဖြစ်ပါတယ်ဆိုတော့နောက်ထိုက်တဲ့တခုအနေနဲ့သွားမယ်ဆိုရင်gospel ကိုအများကြီးဒီခုတ်လုပ်ကြတာအများရှိတယ်နော်ဒီ moral behavior ဒီ political social ဒီကအစဒီ gospel ကိုခုတ်လုပ်ကြတာများတယ်နော်ဒါပေမဲ့ဘလို့ပဲလို့ကျွန်တော်တို့ဘလို့ပဲရှင်းပြပေါ့လေနောက်ဆုံးမှဒီခရစ်တော်ဆိုတဲ့ဟာကိုလက်မခံဘူးဆိုရင်ဒါ gospel မဟုတ်ဘူးခရစ်တော်ကိုယ်တိုင်ခရစ်gospel ဖြစ်နေတဲ့အခါမှာခရစ်တော်မပါတဲ့အရာပြီးတော့ခရစ်တော်ကိုညှင်းပယ်နေတဲ့ဩဝါဒတွေဘလောက်ပဲကောင်းသမာကျမ်းစာကနေပဲထုတ်ခရစ်တော်ကိုညှင်းပယ်တယ်ခရစ်တော်ကိုလက်မခံဘူးဆို that is not gospel gospel မဖြစ်နိုင်ဘူးတပိုင်းပြန်ပြီးအစားနဲ့ပြန်ပြီးချုပ်ရမယ်ဆိုတပိုင်းသစားကိုပဲလက်ခံတာက gospel မဟုတ်ဘူးပြီးတော့ဒီဒုက္ခဆင်းရဲဒုက္ခတွေကိုညှင်းပေတာက gospel မဟုတ်ဘူးပြီးတော့နောက်တစ်ခုကစာတိပဂတိကိုဆွဲလန်းဖို့အားပေးတဲ့အရာက gospel မဟုတ်ဘူးဆိုတဲ့အရာအဓိကဖြစ်တော့အဲ့လိုပဲဖြစ်မယ်တင်ကျွန်တော်ပြင်ဆင်ထားတာ thank you and အဲ့ဒီမှာခုနဆက်ကျွန်တော်ပြောသလိုပေါ့တခုနည်းနည်းသွားသတိရတာအပြစ်အားရပါရလို့ရပြီရေမောင်းလိုင်းစင်ဖြစ်တဲ့ကိစ္စတွေပေါ့လေ
အဲ့ဒီတော့ကျွန်တော်တခုပေါ့online ပေါ်မှာကျွန်တော်ကိုဗစ်ကာလမှာထင်တယ်ဒါပေမဲ့ဒီမတိုင်ခင်တော့ကျွန်တော်နှစ်ဖျားတော့ကျွန်တော်ကြားဘူးတယ်ပြီးတော့ကိုတိုင်ကိုကြလဲကျွန်တော်တို့နားနဲ့ဆက်ကြားဘူးတယ်အဲ့ဆရာတွေကိုလည်းကျွန်တော်တို့ကတော့သူတို့ကိုဘယ်လိုမကောင်းပြောတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပုဂ္ဂိုလ်ကိုခင်လို့တရားကိုတော့ကောင်းပါတယ်လို့တော့မပြောနိုင်ဘူးလေနော်မှန်ပါတယ်လို့တော့ကျွန်တော်တို့မပြောနိုင်ဘူးပြောချင်တာဒီလူပုဂ္ဂိုလ်ခင်မင်ရင်းနှီးမှုတွေထက်ဆန်တော့တမာတရားဟာပါတယ်ဆိုတော့ရှင်းရှင်းလင်းလင်းဖြစ်ဖို့တော့လိုတယ်ဆိုတဲ့အမြင်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအသိကာလတုန်းကအဖြစ်ပြက်တွေကျွန်တော်တချို့တွေကြုံခဲ့ဘူးတယ်အဲ့ပြီးတော့ဒီ COVID-19 မှာဒီကျွန်တော်တို့physical church တွေကျွန်တော်တို့ဘယ်လိုခေါ်မလဲဖះเจ้าတွေတက်လို့မရဘူးအကုန်လုံးက quarantine တွေဝင်ရတယ်ပြင် isolation လုပ်ရတယ်စသဖြင့်ပေါ့လေအဲ့လိုနေရတဲ့အချိန်ကာလမှာ online ကျမ်းစာသင်တန်းကျောင်းတစ်ခုကဆရာတစ်ပါးကတွန်သင်တယ်အဲ့ဒါဘာတွန်သင်လဲဆိုတော့once you believe or receive ခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အနေနဲ့ယုံကြည်လက်ခံပြီးတဲ့နဲ့အဲ့ဒီလူဟာကယ်တင်ခြင်းရောက်သွားတယ်ဒါကတော့ညင်းစရာမလိုဘူးဒါတော့ကျွန်တော်ပေးတဲ့အရာလည်းမဟုတ်ဒါဒီယောဟန်တစ်အရာကျွန်တော်တို့ပြောနေဒါဒီတမန်တရားနဲ့ကိုက်ညီတယ်လို့ကျွန်တော်တို့ပြောရမယ်ဒါပေမဲ့ပြဿနာကအဲ့ဒီနောက်ပိုင်းမှာလိုက်လာတဲ့ဟာကခမည်းမပြောင်းလဲခင်တော့ကယေရှုကိုလက်မခံခင်တော့ခမည်းအယက်သမားအဲ့တော့ပြောင်းလဲလာပြီးတဲ့ခါကျတော့ယေရှုကိုယုံကြည်လက်ခံပြီးတဲ့ခါကျတော့လဲဆက်ပြီးတော့ဒီရက်ကိုတောက်နေတော့မယ်ဆက်ပြီးတော့ the same life that you have ဘဝဒီမတိုင်ခင်တော့ကလည်းဒီဘဝပဲပြီးခရစ်တော်လက်ခံပြီးတော့မှလည်းဒီဘဝပဲအဲ့လိုဆိုတော့အဲ့ဒါနဲ့အဲ့ဒီတင်တန်းတယောက်မေးတော့အဲ့ဒါဆိုရင်ဘယ်လိုလဲပေါ့အဲ့ဒါကိုကျွန်တော်ဘယ်လိုနားလဲရမလဲလို့ပြောတော့အဲ့ဆရာဘယ်လိုရှင်းပြလဲဆိုတော့ဟုတ်တယ်တဲ့ကျွန်တော်တို့အသွေးသားနဲ့ဖြစ်တဲ့ခါဒါတွေကလွန်ဆန်မှုမဖြစ်နိုင်ဘူးအဲ့တော့ခရစ်တော်ကိုလက်မခံခင်တော့ကတော့သူဟာအယက်သမားဖြစ်တယ်ဆိုရင်အဲ့ဒီလူဟာအပြစ်သားအယက်သမားဖြစ်တယ်တဲ့အပြစ်သားအယက်သမားဖြစ်ပြီးတော့ဒါပေမဲ့အဲ့ဒီအပြစ်သားအယက်သမားကယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့အခါမှာအယက်မပြတ်နိုင်သေးဘူးဆက်ပြီးတော့တောက်နေသေးတယ်ဆိုရင်သူဟာဖြောင့်မတ်သောအယက်သမားဖြစ်သွားတယ်လို့ပြောတာ။ဆိုနည်းနည်းတော့ကျွန်တော်something မဟုတ်ဒါကြီးကတော့သိရမလားကျမ်းစာပုံမှန်ဖတ်တယ်တကယ်လို့ပုံမှန်ဖတ်တယ်ဆိုတော့ကျွန်တော်ကျမ်းစာကိုနားလည်ထားတယ်ဒါမှမဟုတ်လဲဖျားသခင်ရဲ့တဘောတော်တွေပေါ့ဒါတွေနားလေတယ်ဒီတမန်ကျမ်းစာရဲ့တွင်တင်ချက်ကိုthe whole counsel of God မဟုတ်ရင်တော့မှကျမ်းစာရဲ့ intention ကိုကျွန်တော်တို့နားလေထားတယ်ဆိုရင်တော့ဒါကြီးကတဘာဝကြမနေဘူးတမန်တရားရဲ့တွင်တင်ချက်နဲ့လည်းမကိုက်ညီဘူးဆိုတဲ့ပုံစံမျိုးလေးတွေပေါ့လေဆိုလူတွေကလည်းပြဿနာအဲ့တော့အရင်သဘောကျလားသိစေလူတွေကလည်းအဲ့လိုခေါ်တဲ့ဆရာတွေဆိုအရင်သဘောကျဟုတ်တယ်လေအသွေးအသားနဲ့ပါဆိုမလွန်ဆန်နိုင်ဘူးမလွန်ဆန်တဲ့အခါကျတော့အဲ့ဒါကြောင့်အရက်ဖြဲရမယ်လို့ပြောချင်တာဆရာရွှေဦးတော်စကားနဲ့ပြောရရင်တော့အရက်တောက်တိုင်းငရဲသွားမှာမဟုတ်ဘူးဒီလိုမျိုးပေါ့ဒါပေမဲ့ဒီလိုပြောလို့အရက်တောက်တာအားပေးတာလည်းမဟုတ်ပြန်ဘူးပြောချင်တာအရက်တောက်တဲ့လူကိုကျတော့အတကုံလက်ညှိုးထိုးပြီးတော့မှအပြစ်ဒါပေမဲ့ဖះเจ้าတက်ပြီးတော့ဖះเจ้าထဲမှာပောက်ကြရလုံနေတဲ့လူတွေအသင်းတော်လူကြီးဆိုတဲ့လူတွေဒါမှမဟုတ်ရင်လည်းဗျာတာမန်ယုံကြည်သူပဲဖြစ်ဖြစ်ကျွန်တော်တို့တွေပောက်ကြရလုံနေလူတွေကျွန်တော်တို့ဒီတိုင်းကြည့်ပြီးတော့ဒီလူတွေကိုကြောက်ကောင်းကျင်ပို့တယ်ဘယ်လိုခေါ်မလဲအရက်တောက်တဲ့လူကြောကျွန်တော်တို့ငရဲပို့တယ်ဆိုတာကြီးကတော့မတရားဘူးလေဖေရမြင်ပါ right ဆိုတော့ကျွန်တော်ပြောချင်တာတော့နည်းနည်းတော့အရင်ကျေပြန့်သွားတယ်ဒါပေမဲ့ဒါကတော့နောက်ပိုင်းကျကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့လေအခုလောလောဆယ်ကျွန်တော်ပြောချင်တာတချို့လူတွေရဲ့အမြင်မှာနားလည်မှုမှာဘယ်လိုရှိလဲဆိုတော့ယေရှုဟာခုနဆရာကျွန်တော်ပြောသလိုခရစ်တော်ကိုယုံကြည်လက်ခံခြင်းဟာ just for the afterlife ကျွန်တော်တို့ရဲ့သေလွန်ပြီးတမလွန်အတွက်ပဲသူတို့ကခရစ်တော်ကိုယုံကြည်လက်ခံတာnot for this life ဒီဘဝအတွက်မဟုတ်အဲ့လိုပုံစံမျိုးပေါ့အခုအဲ့ကြောင့်ခုနဆရာကျွန်တော်ပြောတဲ့ခါမှာကျွန်တော်လည်းကားဆရာစောသူလည်းဥပမာပေးတာပေါ့ရင်မောင်းလိုက်စဉ်သွားဖြေတယ်ဆိုတာကားတိုက်ခွန်းလိုက်စဉ်မှမဟုတ်လားisn't itဆိုတော့ဒါကကားမောင်းဖို့အတွက်ဒီလူဟာစိတ်ချရပါပြီဆိုတော့အပြင်မှာကားမောင်းမရပါပြီဆိုတော့ pass ဖြစ်တာ哦ဆိုတော့အဲ့ဒီဟာလေးကိုနည်းနည်းအဲ့ကားဥပမာလေးကိုသဘောကျရင်လည်းတစ်ဖက်ကကျွန်တော်အရင်တော့ကအသိကာလတုန်းကကြုံကြိုက်ခဲ့တဲ့ကြားပူးခဲ့တဲ့ဟာလေးကိုနည်းနည်းလေးပြန်ပြီးတော့ recall ပေါ့လေပြန်ပြီးတော့ပြန်နှွေးတဲ့သဘောပါဆိုတော့ကြားနာတဲ့တငယ်ချင်းတွေပြိတ္တတွေလည်းစဉ်းစားကြည့်ပေါ့ဗျာမပြောင်းလဲခင်တော့အရက်တောက်တယ်ဒီလူဟာ
အပြစ်သားရဲ့သမားဖြစ်ပြီးတော့ခရစ်တော်လက်ခံပြီးတဲ့အခါမှာဖြောင့်မတ်သောရဲ့သမားဖြစ်တယ်ဆိုရင်ဒါဒီသမာတရားနဲ့ရောကိုက်ညီနိုင်သလားဆိုတာစဉ်းစားကြည့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့မေးခွန်း question mark နဲ့ခြံထားပေးမယ်ဆိုတော့ဒီပုံမှာဆရာဆက်ဆွေးနွေးချင်တာရှိလားနည်းနည်းဆွေးနွေးကြည့်ပါဦးအမှဒီလက်တွေ့ကြစဉ်းစားကြည့်မယ်ဆိုရင်ပေါ့လေနော်ဘာလို့အဲ့လိုမျိုးအရာတွေကိုလက်ခံချင်ရတယ်ဆိုတော့နည်းနည်းသူစားကြည့်မယ်ဆိုရင်လေလူတွေကမသိတာမဟုတ်ဘူးဆရာမသိတာမဟုတ်ဘူးအချို့ကသိတယ်ဒါမားတယ်ဆိုတာသိဒါပေမဲ့လူတွေကလေဒီသူတို့ရဲ့အထင်းမှာလေသူတို့ဖြစ်စေချင်တဲ့အရာဆိုတာရှိတယ်ဒီ gospel ကိုနားထောင်ရင်တော့မှလေသူတို့ဖြစ်စေချင်တဲ့ဟာဒီ easy life ပေါ့ကွာလွယ်တက်တောင်တက်တာနဲ့အသက်ရှင်ချင်တဲ့အသက်တာဒီဒီကွာဖြစ်တယ်လို့ဆင်ပြေတယ်လို့နေလို့ရတဲ့ဟာကိုသူတို့ကအရင်တောင်းတဒါပေမဲ့အဲ့ဒါကိုသူတို့ကဖွင့်မပြောဘူး yeah ဒါပေမဲ့အဲ့ဒါကိုဖွင့်မပြောတဲ့အခါအဲ့ဒါနဲ့ဆန့်ကျင်ဖက်ဟောပြောတတ်တဲ့ဆရာတွေရဲ့တရားဟောချက်တွေကိုဆိုသူတို့တိတ်ဆင်မပြေဘူးအဲ့ဒါကိုသူတို့ကအရင်ထဲမှာတူလေးတိတ်လေးတူထားပြီးမှလေနော်အဲ့ဒါကိုဖွင့်မပြောဘူးဒါပေမဲ့တခါတလေမှအဲ့လိုမျိုးစွနာဆရာပြောတဲ့လူသင်ချက်တွေကိုသူတို့ကြားတဲ့အခါမှာအဲ့ဒါတကယ်တောင်းတနေတဲ့အရာလေသူတို့တကယ်တောင်းတနေတဲ့အခါမှာထွက်လာတတ်တာတာမန်တယ်ဘာလို့လဲဆိုတော့သူတို့လည်းအဲ့လိုမျိုးဖြစ်ချင်တာဟုတ်အဲ့လိုမျိုးဖြစ်ချင်တဲ့အခါမှာမှထိတ်တိုက်တွေ့တော့တာမန်တယ်ဆိုပြီးရှောရှူနဲ့လိုက်သွားကြတာများတယ်ကျွန်တော်လည်းတော့ဒီလူငယ်ဘဝတော့ဆိုတော့အဲ့လိုမျိုး idea လေးရှိခဲ့ဘူးလေဘာလို့အဲ့လောက်ခက်နေရလဲဘာလို့အဲ့လိုမျိုးမဖြစ်ရလဲပေါ့နော်အဲ့လိုမျိုးဆိုတော့that is easy အဲ့လိုမျိုးရှိခဲ့ဒါပေမဲ့နောက်ပိုင်းနားလည်လာတဲ့ခါမှာကျတော့ဒါအဆင်မပြေဘူးပဲဆိုတဲ့ဟာမျိုးဖက်ပြန်လေရတာပေါ့လေနော်ဆိုတော့အဲ့ဒါလေးကတကယ်တချို့တော်များများမှာအဲ့ဒီကိစ္စstruggle ဖြစ်တတ်တယ်ပေါ့လေနော်အဲ့ဒါလေး so ဒီဟာတွေပြောတဲ့အခါမှာခုနကနဦးကျွန်တော်ပြောခဲ့တယ်လို့ပေါ့လေဒါတော့maybe ကျွန်တော်ညီကိုမောင်နှမတွေထဲမှာတော့မှအဲ့ဒါကိုအရင်သဘောကျတဲ့လူလည်းရှိကောင်းရှိနိုင်တယ်လေအဲ့လိုတရားမျိုးဒါပေမဲ့အဲ့ဒါဒီဘာကြောင့်တမန်တရားမဟုတ်ဘူးလဲဆိုတာကိုကျွန်တော်တို့နည်းနည်းလေးစမ်းစာနဲ့ကျွန်တော်နည်းနည်းလေးခရစ်တော်ပြောတဲ့ယေရှုခရစ်တော်ပြောတဲ့ gospel ကဘာလဲ what is the gospel အခုနဆရာကျွန်တော်ပြောတဲ့ what is gospel what gospel is not ပေါ့ဘယ်ဟာကဒီ gospel မဟုတ်ဘူးလဲဆိုရဒါပေမဲ့အခုကျွန်တော်ပြောမှာခရစ်တော်ပြောတဲ့ဒီ gospel ဆိုပါလဲပေါ့နော်ယေရှုခရစ်တော်ပြောတဲ့ခရစ်တော်ပြောတဲ့ဆိုတာထက်ဆိုင်တော့ဥမာဒီခရစ်ဝင်ကျမ်း၄ကျမ်းမှာတွေ့ရတဲ့ gospel လေးကိုကျွန်တော်နည်းနည်းလေးနိုင်တယ်လို့တတ်နိုင်တယ်လို့ကျွန်တော်အနည်းချုပ်ပြီးတော့ကျွန်တော်ပြောချင်တယ်ဥမာအတိတ်ပဲသူ့ရဲ့ပုံစံဒီခရစ်ဝင်ကျမ်း၄ကျမ်းမှာတွေ့ရတဲ့ gospel ဆိုတာကအဲ့ဒီမှာဘာတွေတွေ့ရလဲဆို repent လို့ခေါ်တဲ့နောင်တတရားဆိုတာပါတယ် repent အဲကြောင့်ခရစ်တော်တရားဥမာဗျာဒီရပောင်း40အစာရှောင်ပြီးတော့မှသခင်ဖျားကမာနရဲ့သွေးဆောင်ခြင်းခံပြီးတော့မှအဲ့ဒီနောက်ပိုင်းမှာထိတ်ဆုံးတရားဟောတဲ့ခါကျတော့ဗာပြောလဲဆိုတော့နောင်တရဖို့သူပြောတယ်ဆိုအဲ့ဒါကဗျာယေရှုနဲ့ခရစ်တော်ခွဲတဲ့အဖွဲတွေပြောသလိုဒီတရားဟာကားတိုင်မတိုင်ခင်ဟောတဲ့တရားဖြစ်တဲ့ကြောင့်ခရစ်တော်ပြောတဲ့ဟာမဟုတ်ယေရှုပြောတဲ့ဟာဆိုပြီးတော့ခပ်ပေါ်ကျွန်တော်တို့ဒီလိုစဉ်းစားဖို့တော့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့အဲ့ကြောင့်ဒီခရစ်တော်ပြောတဲ့ခါမှာနောင်တဥမာဖျားသခင်နိုင်ငံတော်တည်လူနေပြီနောင်တရကြလို့ပြောတဲ့ခါမှာဒီဟာကဖျားသခင်ရဲ့နိုင်ငံတော်လို့ပြောတဲ့ခါဒီဟာဒီ gospel ကြီးပဲဒါ gospel လို့ပြောတဲ့အခါဖျားသခင်နိုင်ငံတော်အကြောင်းပဲအဲ့တော့ဖျားသခင်နိုင်ငံတော်အကြောင်းကိုပြောတဲ့အခါမှာတစ်ဖက်ကနေဘာဖြစ်လာလဲဆိုတော့ခုနကကျွန်တော်ပြောသလိုနံပါတ်1ထိတ်ဆုံးလိုက်လာ repentance ကလာတာဆိုဖျားသခင်ရဲ့နိုင်ငံတော်တည်ကိုပြောတဲ့ယေရှုခရစ်တော်ကပြောဆိုနောင်တရနံပါတ်1နံပါတ်2ကဘာလဲဆိုတော့ follow Jesus ခရစ်တော်နောက်ကိုလိုက်ရမှာ not to follow this world ဒီလောကကြီးကဘလို့လိုချင်တယ်လဲဆိုတဲ့ဘက်ကိုလိုက်တော့ရိုးရှင်းလေးကျွန်တော်တို့နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ကဲတင်ခြင်းဆိုတာဘာလဲလို့ပြောရင်တော့ခရစ်တော်ယုံကြည်လက်ခံခြင်း yes of course and then ခရစ်ယာန်တက်တာဆိုဘာလဲလို့ပြောရင်တော့ခရစ်တော်နောက်ကိုလိုက်ခြင်းဖြစ်တယ်အဲ့လိုပဲနားလည်ရမှာပေါ့လေဆိုကျွန်တော်တယောက်တည်းရဲ့အမြင်အရ
ဆိုတာထက်ဆိုင်ဥပမာဒီခရစ်ဝင်ကျမ်း၄ကျမ်းကိုကျွန်တော်ဖတ်တဲ့အခါမှာယေရှုခရစ်တော်ပြောတဲ့အခါမှာအမြဲတမ်းကျွန်တော်တို့တတိချက်ပြီးတော့သိထားရမှာနံပါတ်1 repent နောင်တတရားရှိရမယ်နံပါတ်2အဲ့ဒါပြင်ယေရှုနောက်လိုက်မယ်နောင်တရပြီးတော့အဲ့ဒီမှာထိုင်နေတာမျိုးမဟုတ်ယေရှုနောက်လိုက်ရမယ်ဆိုတော့အခုနကျွန်တော်တို့ကနဦးကျွန်တော်တို့ပြောခဲ့တဲ့ဟာနဲ့ကိုက်ညီမှုရှိသလားဆိုတော့နည်းနည်းလေးပြန်စဉ်းစားရမယ်ဒါအခုကျွန်တော်ပြောတဲ့ဟာတွေကိုမာသဲအခန်းကြီးလေးအပိုက်16လောက်မှာတစ်ချက်တွက်ကြည့်ရင်တော့အဲ့ဒီမှာတွေ့လိမ့်မယ်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတဲ့နောင်တရဖို့အတွက်ပြောတဲ့အခါမှာပြီးရင်လုကာအခန်းကြီး9အပိုက်32လောက်မှာဗာပြောလဲဆိုတော့အပြစ်သားတွေကိုနောင်တသို့ခေါ်ဖို့ရန်သူလာတယ်လို့ပြောတာ哦 ခမရလူတယောက်ကဗျာလက်ရှိလုပ်နေတဲ့အရာကိုမားတယ်လို့မထင်တော့နောင်တဆိုတာလည်းမရှိနိုင်အောင်အဲ့တော့မားတယ်လို့ထင်မြင်သွားတဲ့လူဆသွားတဲ့ဒါကိုမားတယ်လို့နားလေသွားတဲ့လူတယောက်ကတေးချတယ်အဲ့ဒီဘဝကိုသူဆက်ပြီးတော့နေချင်မှာမဟုတ်တော့မလွန်ဆိုင်နိုင်တဲ့ condition တွေအခြေအနေတွေရှိနေခဲ့သည့်တိုင်အောင်တော့မဒီလိုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့နားလေတယ်အဲ့ဒါကြောင့်နောင်တဆိုတာလည်းဥပမာဗျာနည်းနည်းလေးမြင်တောင်ပြောရရင်တော့ကျွန်တော်တို့ဒီဘက်နားလေတယ်လို့နောင်တလို့ပြောတဲ့အခါနောင်တဆိုတာကအိုးတညလုံးတကုံငိုပြီးတော့သိရမလားယေရှုဖေဟာကိုတော့လက်ခံပါတယ်ငိုကြွေးပြီးတော့နောက်တည့်ကျတော့ the same life ဟိုအတိတ်ကလာအသက်ရှင်ခဲ့တယ်ဘာမှ transform ဖြစ်တဲ့ life မဟုတ် repentance or repent ဆိုတာက not just an emotional သူဒီစိတ်ခံစားချက်တစ်ခုတသက်မဟုတ်အဲ့တော့နောင်တလို့ပြောတဲ့အခါအဲ့ဒီနောင်တမှာလက်ရှိရောက်နေတဲ့နေရာနေပြီးမှယူထမ်းပြန်ထမ်းပြီးတော့ပြန်လှည့်ပြီးတော့ခရစ်တော်ကိုပြန်လိုက်ဖို့ဖြစ်တာယေရှုခရစ်တော်ကိုယ်တိုင်တော့ဘာကြောင့်လာလဲဆိုတော့ပျောက်သောသူတို့ကိုရှာပြီးတော့ကယ်တင်ဖို့လာတယ်လို့သူပြောတာ။ဆိုတော့အဲ့ဒီလူတွေအားလုံးတော့ခရစ်တော်တကားဖွင့်တာတော့သိချတယ်။အဲ့ဒါကြောင့်ခရစ်ဝင်ကျမ်းကပြောတဲ့ကယ်တင်gospel ဆိုတာဒီ repent and following Jesus and obey to him obey him ပေါ့သူ့ကိုနာခံခြင်းခရစ်တော်နောက်ကိုလိုက်မယ်ခရစ်တော်နာခံမယ်နောင်တတရားရှိမယ်အဲ့ဒီသုံးခုက gospel ရဲ့ core message တနည်းအားဖြင့်အဓိပ္ပာယ်ဖြစ်တယ်ဒီသုံးခုမပါဘဲနဲ့တော့ကျွန်တော်တို့ဒါပြည့်စုံတဲ့ gospel မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်အဲဒါကြောင့်လုကာ19:30လောက်မှာတွက်ကြည့်ရင်တော့ဗာပြောလဲဆိုတော့လူသားဟာတဲ့ပျောက်သောသူတို့ကိုရှာ၍ကယ်တင်အံ့သောငါလာတယ်လို့ပြောတယ်လူသားသည်ပျောက်သောသူတို့ကိုရှာ၍ကယ်တင်အံ့သောငါလာတယ်လို့ပြောခရစ်တော်ကဟိုကိုအပြစ်သားပါကျွန်တော်ဒီဟိုဘာမှတော့ဘယ်လိုခေါ်မလဲဟိုအဆုံးကိုရောက်သွားမဲ့လူတယောက်ဖြစ်တယ်မျောလင်းချက်မရှိတဲ့လူတယောက်ဖြစ်တယ်အဲ့ဒါတမန်ကရှန်ကသိတာမျိုးမဟုတ်ကို really တကယ်ကိုနဖူးပေါ်လက်တင်တာပဲဖြစ်ဖြစ်လက်ပေါ်နဖူးတင်တာပဲဖြစ်ဖြစ်ဘယ်လိုပဲစဉ်းစားဗျာကိုယ့်ရဲ့အခြေအနေမှန်ကိုအာမနာတန်စဉ်းစားပြီးတော့အဲ့ဒီမှာခရစ်တော်ရဲ့ဟိုကယ်တင်ခြင်းတရားကိုသူနားလေသဘောပေါက်ပြီးခရစ်တော်ကိုလက်ခံပြီးတော့နောင်တတရားနဲ့ခရစ်တော်စီပြန်လိုက်ခရစ်တော်နောက်ကိုလိုက်ခရစ်တော်နာခံတဲ့အခါမှာအဲ့တော့ကယ်တင်ခြင်းလို့ကျွန်တော်တို့ပြောတာအောင်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကအဲ့ဒီလူတွေအတွက်ဆင်းလာတာလို့ပြောတယ်ဆိုတော့သူ့ကို against လုပ်ဖို့ ਨੇ ငါတို့ကတော့မဟုတ်ငါတို့ကတော့ကယ်တင်ခြင်းရပြီအဲ့ဒါကြောင့်ငါတို့ the same life ငါတို့အသက်ရှင်တဲ့ပုံစံနဲ့ဆက်သွားမယ်ဆက်နေမယ်ဒါပေမဲ့ယေရှုခရစ်တော်ငါတို့ကယ်တယ်ဆိုတော့တစ်စိတ်တစ်ပိုင်းခုနဆရာကျွန်တော်ပြောသလိုဆိုတစ်စိတ်တစ်ပိုင်းပေါ့ partially ပေါ့အစိတ်ပိုင်းတစ်ခုလက်ခံပြီးတော့စုပ်ကင်ပြီးတော့ဒီကိုလိုရာဆွဲပြီးတော့ဒီ gospel ကိုအနက်ဖွင့်ဖို့အဲ့ဒီလူတွေအတွက်ခရစ်တော်လာတာမဟုတ်ခရစ်တော်လာက totally လုံးဝသူ့အသက်တာကိုပြောင်းလဲခြင်းစိတ်ရှိတဲ့လူကယ်တင်ခြင်းကိုတကယ်စာငတ်တဲ့လူကိုဘဝကိုတကယ်မြင်သွားတဲ့လူတွေအတွက်လာတာဆိုတော့ကိုတက်တာကြောင့်ကိုနီကိုဟန်တဲ့ကိုရှာဖို့လိုချင်တဲ့လူတွေအတွက်လာတာမဟုတ်ဘူးလို့ကျွန်တော်တို့ဒီလိုနားလည်တာပေါ့ဗျာအဲ့တော့ပြောင်းလဲတဲ့လူတယောက်ကခရစ်တော်ကိုလက်ခံတဲ့လူတယောက်ကတေချာတယ်သူကယေရှုခရစ်တော်ကိုဟိုအသက်သခင်အနေနဲ့ပဲမဟုတ်ကယ်တင်ရှင်အနေနဲ့ပဲမဟုတ်ပြောချင်တာသခင်အနေနဲ့ပါလက်ခံရမှာသူက not just a savior but he is Lord ယေရှုသည်သခင်ဖြစ်တော်မူ၏လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့လူတွေကကယ်တင်ခြင်းကိုစာငတ်တဲ့လူတွေကလက်ခံတဲ့လူတွေက gospel ကိုယုံကြည်မဲ့လူကခရစ်တော်ကိုကယ်တင်ရှင်အနေနဲ့ပဲမဟုတ်ကယ်တင်ရှင်အနေနဲ့ပဲမဟုတ်ပဲနဲ့သူ့ကိုအသက်သခင်နဲ့ပါသူကလက်ခံရမှာသခင် Lord ဒီဟာကအယံဟိုဟာဖြစ်တယ်ဟိုဥမာဗျာလုကာ9မှာလည်းကျွန်တော်တို့တွေ့လိမ့်မယ်ပြီးရင်မာကုအခန်းကြီး10အပိုက်34လောက်မှာလည်းကျွန်တော်ဗာတွေ့ရလဲဆိုတော့ငါ၌စီးကပ်လို့တော့သူဖြစ်လင်းတယ်အဲ့တော့ကျွန်တော်တို့စိတ်ဆုံးဖြတ်ချက်ပါတယ်โอเคအဲ့ဒီဘက်ကိုခဏလေးထားတော့မှ
ခရစ်တော်၌စီးကပ်လိုတဲ့လူဖြစ်တယ်ဆိုရင်တော့ကိုငင်းပယ်ပြီးတော့ကိုလက်ဝါးကားတိုင်ကိုထမ်းပြီးတော့ခရစ်တော်နောက်ကိုနေတိုင်းလိုက်ရမယ်ပြောတာ哦အဲ့ဒါဆိုရင်တော့ယေရှုခရစ်တော်နောက်ကိုလိုက်ချင်တဲ့လူတယောက်တနည်းအားဖြင့်ပြောရင်ခရစ်တော်ကိုအသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံတဲ့လူတယောက်ဟာခရစ်တော်ကိုနေတိုင်းဝန်ခံဖို့တော့လိုတယ်ဒါကဒီနောက်ဆက်တွဲပေါ့ကယ်တင်ခြင်းပြီးတဲ့အခါမှာနောက်ဆက်တွဲလိုက်လာတဲ့အရာလေးတွေပေါ့လေအဲကြောင့်ခုနကျွန်တော်ပြောတဲ့စကားပြန်ကောက်ရရင်တော့ခရစ်တော်အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံရမယ်ဆိုတဲ့အခါမှာဒီလုကာsorry ကျွန်တော်တို့ဒီရှင်ဘောလူပြောရပါတယ်ယောမအခန်းကြီး30လောက်မှာကျွန်တော်တို့ဗာတွေ့ရဆို30အပိုက်8 9လောက်မှာခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်စိတ်နှလုံးနဲ့ယုံကြည်ပြီးတော့နှုတ်နဲ့ဝန်ခံတယ်ဆိုအဲ့ဒီလူဟာကယ်တင်ခြင်းရောက်တယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါကဟို John Stott ကနည်းနည်းငါ sorry John Stott တော့ဖြစ်တယ်ကျွန်တော်တို့ပါတယ် John MacArthur ရဲ့စကားငါသုံးအောင်ဆိုဒါ easy believism တွေ့တော့ဒါအရန်လွယ်ကူတဲ့ဟာပဲဥမာကျွန်တော်တို့သွားနေတဲ့ခါမှာပြောနေကြတဲ့ဒီယေရှုခရစ်တော်ယုံကြည်ပါယုံကြည်လက်ခံတယ်ဆိုရင်တော့ကယ်တင်ခြင်းရောက်မယ်ဘယ်လိုပါညာပြောပြီးတော့နောက်ကနေလိုက်ဆိုကျွန်တော်ဒီစသဖြင့်တိုင်ပေးပြီးတော့လေအဲ့လိုပုံစံမျိုးလူတွေအတွက်ဒီကျမ်းပိုက်ကအင်မတန်မှအသုံးတော်ခံဖို့အတွက်အစဉ်သစ်ဖြစ်နေတဲ့အောင်ရှိတယ်တစ်ခါများမှာဒါပေမဲ့တကယ်တမ်းတော့ဒါကစိတ်နှလုံးနဲ့ယုံကြည်ပြီးတော့နှုတ်နဲ့ဝန်ခံလိုက်တဲ့အချိန်မှာဒါကဟိုဘယ်လိုခေါ်မလဲအပေါ်ယံတက်ကိုဆိုလိုတာမျိုးမဟုတ်ဖျားသခင်ကိုဂျင်းထဲလို့မရဘူးဗျာကျွန်တော်ပြောချင်တာလေဖျားသခင်ကိုဂျင်းထဲလို့မရအောင်so maybe လူတော့ရကောင်းရမယ်လူတော့လူတွေရှိမှတော့ဟာဒီတယောက်ကဆိုပြီးတော့ချီးမွမ်းခံတယ်လည်း maybe ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဖျားသခင်ကိုဂျင်းထဲလို့မရအောင်ဒါတော့သိချတယ်အဲဒါကြောင့်ငါ၌စီကပ်လို့တော့သူဖြစ်ရင်ကိုလဝါကားတိုင်ကိုငင်းပယ်ပြီးတော့ကိုလဝါကားတိုင်ထမ်းပြီးတော့ငါနောက်သူနေ့တိုင်းလိုက်ရမယ်လို့ပြောတယ်အဲကြောင့်ကျွန်တော်တို့တွေအားလုံးကလုကာအခန်းကြီး14 33မှာလဲလောကမှာဒီဟာပြောတဲ့အခါမှာဆယ်ဆောင်ပြီးရဲ့တခြင်းတပုတ်ကိုကျွန်တော်သွားသတိရတယ်ဗာလဲဒီရှင်ပေါလုပြောတဲ့ဟိုလောကရာရှိသမျှအရာအားလုံးကိုမစင်လို့တတ်မှတ်တယ်ဆိုတဲ့ဟာမျိုးလေအဲ့ဒီ life ကိုသွားတက်လိုက်ရမှာသူက you know so ဒါတော့ခုနဆရာကျွန်တော်ပြောတဲ့ဟာဘယ်လိုပေါ့ what gospel is not လို့ပြောတဲ့အခါမှာလောကရာကြီးကိုဇောင်းပေးတယ်ဆိုတော့အဲ့ဒါမဟုတ်တော့လို့ပြောသလိုပဲ yes သေချာတာပေါ့တစ်ဖက်ကနေ gospel ကဟိုဘယ်လိုခေါ်မလဲဒီနေ့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့ gospel ကိုကြားနာရတယ်ပြောပြီးတော့အဲ့ဒီလူကလောကအရာအတွက်ကိုပဲတစ်ချိန်လုံး preaching teaching ဒီဟာကိုပဲ emphasize လုပ်ပြီးတော့ဒါကို central message ပုံစံမျိုးလုပ်လာပြီဆိုတော့အဲ့ဒါသိချတယ်အဲ့ဒါတော့ဝေးရှောင်ရမယ့်ဒေသနာတွေပဲအဲ့ဒါကြောင့်တစ်ဖက်ကနေတော့ကျွန်တော်ကတော့နောင်တတရားမှာခုနကနဦးကျွန်တော်ပြောခဲ့သလိုနောင်တတရားမှာတော့အဲ့ဒီမှာဒီအရင်ဘဝကျွန်တော်တို့ငကိုရှိထားတဲ့အသက်ရှင်ထားတဲ့အသက်တာအားလုံးကိုဟိုပြန်လှည့်ပြီးတော့ turnပြန်လို့ပြီးတော့ခရစ်တော်နောက်ကိုပြန်လိုက်မယ်အသက်တာကိုပြင်ဆင်မယ်ဒါဒီတမန်တရားအသွင်သင်တဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ကိုယုံကြည်တဲ့ကယ်တင်ခြင်းသတင်းစကားဒါမှမဟုတ် gospel စစ်မှန်တဲ့ gospel ကိုလက်ခံယုံကြည်တဲ့လူဟာယေရှုခရစ်တော်မှာတဲ့ခွန်ထဲမှာပါဆိုကောင်းသောပင်ကကောင်းသောအသီးကိုသီးတယ်ပြောတာ哦ဒါကယေရှုပြောတာအဲ့တော့စဉ်းစားကြည့်လောကမှာကမ္ဘာပေါ်မှာအကောင်းဆုံးလို့ပြောတဲ့ message ပြန်သတင်းစကားပေါ့ဗျာမြန်မာလူဆိုတော့အဲ့ဒီဟာကိုယုံကြည်တက်ဝင်ပါတယ်ပြောပြီးတော့လူကဒီနေ့ထိလောကလူတွေနဲ့အတူတူ rival ဖြစ်ပြီးတော့အပြိုင်ဆိုင်ဒီဘက်မှာနေတယ်ဆိုမဟုတ် something is wrong တခုမှားနေတယ်အဲ့တော့ခမည်းပေါ့ယုံကြည်နေတာလဲဆိုတာစဉ်းစားဖို့လေအဲ့တော့တိုင်းတာတဲ့ measurement တွေကလည်းနည်းနည်းတော့စကားပြောမှာပေါ့လေဒီနေ့မှာကျွန်တော်ပြောချင်တာကဗျဥပမာကျွန်တော်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုကျွန်တော်ယုံကြည်လက်ခံပြီးတော့ခါမှာသူ့ရဲ့ကယ်တင်ခြင်းကိုခံရတဲ့လူတစ်ယောက်အနေနဲ့အဲ့ဒီ message ကျွန်တော်အထဲမှာရှိတဲ့အခါမှာဒါက produce ထုတ်လုပ်တဲ့ဥမာကောင်းသောအသီးကိုပဲထုတ်လုပ်တဲ့ဥမာကောင်းသော behavior နော်အဲ့ဒါတွေတော့ကျွန်တော်တို့ဟိုဖြစ်လာတဲ့ပေါ့လေပြောချင်တာကတော့ဒီဟို visa အနေနဲ့ပေါ့ရလက်အနေနဲ့တော့ကယ်တင်ခြင်း gospel ကိုလက်ခံယုံကြည်တဲ့လူတယောက်ဟာကောင်းသောအကျင့်ရှိလာဖို့လိုတယ်တနည်းအားဖြင့်ပြောရရင်တော့ဟိုဘယ်လိုခေါ်မလဲယုံကြည်တဲ့သတင်းစကားအရန်ကောင်းပြီးတော့ပုတ်တိုးနေတဲ့အသီးတွေပဲတီးတယ်ဆိုတော့မဖြစ်နိုင်ဘူးမျိုးစေ့မမှန်တာပေါ့ဗျာကျွန်တော်စကားကိုနည်းနည်းလေးကျွန်တော်စကားလုံးသုံးလုံးအားနေတဲ့အတွက်ကြောင့်နည်းနည်းလေးပြန်ပြင်ရရင်တော့မျိုးစေ့ကောင်းကတေးချတဲ့ဟိုကောင်းမွန်တဲ့အသီးပဲတီးလိမ့်မယ်ဒါပေမဲ့မျိုးစေ့မမှန်ရင်တော့အသီးလည်းမှန်မှာမဟုတ်ဘူးမျိုးစေ့မမှန်အသီးမမှန်ဘူး
အဲ့ဒါကြောင့်နောက်ဆုံးဒီနောက်တစ်ချက်အနေနဲ့ကျွန်တော်နည်းနည်းလေးဒီဟာနဲ့ပတ်သက်ပြီးတော့ RC Spro ပြောတဲ့ဟာလေးကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ထည့်ပြောချင်တာဥပမာသူ့ရဲ့ဒီ Bible teaching တစ်ခုကျွန်တော်နားထောင်တော့သူပြောတာCatholicism မှာ Catholic တွေရဲ့သွန်သင်ချက်မှာ faith plus works and justification ပြောတာ哦အဲ့တော့ဖြောင့်မတ်တရားသူရောက်ဖို့ရန်အတွက်ယုံကြည်ခြင်းပါတယ်အလုပ်ပါတယ်အဲ့ဒါဆိုရင်တော့ဒါကပါလဲဆိုတော့ဖြောင့်မတ်ခြင်းပေါ့ဗျာနော်ကဲတင်ခြင်းယုံကြည်ခြင်းနဲ့အလုပ်နဲ့ကြိုးစားမှုပေါ့ဗျာနော်ကောင်းမှုကုသိုလ်တွေဒါပေမဲ့နောက်တစ်ဖွဲ့ကကျတော့ဘလို့ဟိုဟာလုပ်လဲဆိုတော့faith ဘာနဲ့တူလဲဆိုတော့ယုံကြည်ခြင်းကဘာနဲ့ညီမျှတယ်လဲဆိုတော့ဒီဘက်မှာဖြောင့်မတ်ခြင်းဆိုတော့ယုံကြည်ခြင်းအဖြစ်ပဲရတယ်တဲ့ဒါပေမဲ့ဒီဘက်မှာအဲ့ဒီဖြောင့်မတ်ခြင်းအဲ့ဒီယုံကြည်ခြင်းဘာ reduce လုပ်လိုက်ဆိုတော့ good works ကိုတော့ reduce minus လုပ်လိုက်တယ်တဲ့ဆိုလိုတာတော့ယုံကြည်ခြင်းဟိုပြောင်းလဲလာတယ်ဆိုရင်တော့ခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားကိုယုံကြည်လက်ခံတယ်ဆိုရင်တော့အဲ့ဒါအကျင့်အားဖြင့်ကယ်တင်ခြင်းရောက်တာမဟုတ်တာဖြစ်တဲ့အကျင့်မလို့ပြောင်းလဲပြီးတဲ့ခါကျအကျင့်မလို့ဆိုတဲ့အယူဆတယ်ဒါပေမဲ့တမန်တရားကအခုဒီမှာခရစ်တော်သွန်သင်တဲ့ဟာကျတော့ဘာလဲဆိုတော့လူတယောက်လုံးဝသေချာတယ်ကယ်တင်ခြင်းရောက်ဖို့ရန်အတွက်အကျင့်အဖြစ်လုံးဝမဟုတ်ဘူးယုံကြည်ခြင်းအဖြစ်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုပြောင်းလဲလာတဲ့ခါမှာအဲ့ဒီလူကဖြောင့်မတ်သောသူဟာဘာကိုထုတ်လုပ်လာတယ်လဲဆိုတော့ကောင်းသောအကျင့်ကိုထုတ်လုပ်လာတယ်ဆိုအဲ့ဒီလိုလေးပေါ့ဆိုတော့အဲ့ဒါကြောင့်ဒါ justification လို့ကျွန်တော်တို့ theological term အနေနဲ့ကျွန်တော်တို့ပြောတဲ့ဖြောင့်မတ်ခြင်းပေါ့လေနောက်ပြီးတော့တန်ရှင်းစင်ကြယ် justification ပြီးတဲ့အခါကျွန်တော်တို့ဆက်ပြီးတော့လိုက်လာတာ sanctification ပေါ့ဥပမာကျွန်တော်တို့ပြောင်းလဲပြီးတဲ့အခါတစ်ခါကြာရင်ကျွန်တော်တင်တန်းနေမှာတခြားနေရာမှာတော့ကျွန်တော်ခဏမေးတတ်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကယ်တင်ခြင်းရောက်ဖို့တက်ပဲဆိုရင်တော့ကျွန်တော်ကယ်တင်ခြင်းရောက်တဲ့နေရာနေစပြီးတော့ဥပမာအခုကျွန်တော်ယေရှုခရစ်တော်ယုံကြည်လက်ခံလိုက်တယ်ဆိုတော့ကိုအစိုးစီရင်လိုက်ရင်လည်းအဲ့ဒီချိန်ကသေချာနေတဲ့အချိန်လေနော်ဥပမာအခုကျွန်တော်ကယ်တင်ခြင်းသေချာပါတယ်ဆိုတော့ကိုလှုပ်ကြံလိုက်တော့ဒါမှမဟုတ်လည်းတရားရောက်လှုပ်ကြံခိုင်းလိုက်ကွာဒါမှမဟုတ်လည်းတရားဆရာလှုပ်လိုက်ကွာဒါမှမဟုတ်ဥပမာကိုပြောတာပါဆိုတော့ဒီသူဆက်နေအပြစ်ဆက်လုပ်မှလေအပြစ်ဆက်လုပ်ပြီးတော့မသေချာမဲ့အစားအခုသေချာနေတော့ကောင်းတင်ရောက်ပိုကောင်းတာပေါ့ဒါပေမဲ့ကျမ်းစာပြန်ဖတ်တဲ့ခါကျတော့ဒါပေမဲ့ကျွန်တော်မေးခွန်းကပါလဲဆိုတော့အဲ့ဒါဆိုဘာဖြစ်လို့ကျွန်တော်တို့ကိုကယ်တင်ခြင်းရောက်ပြီးတော့ဒီလောကမှာဆက်ထားနေသေးတာလေကျွန်တော်တို့ရဲ့ပန်းတိုင်ကကောင်းကင်ပဲဆိုဘာလို့ဒီလောကမှာဆက်ထားနေသေးရလဲကျွန်တော်စဉ်းစားတော့ဒါပေမဲ့ကျမ်းစာယောဟအခန်းကြီး3ကိုဖတ်ကြည့်တဲ့အခါမှာပြင်တော့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3လောက်ပေါ့နော်အပိုက်18လောက်ကျွန်တော်ဖတ်ကြည့်တဲ့အခါကျရင်အဲ့မှာတန်ရှင်းတဲ့အသက်တာနဲ့အသက်ရှင်ခြင်းအသက်ရှင်ဖို့ရှင်ပေါလုရဲ့တိုက်တွန်းခြင်းခရစ်တော်ရဲ့တိုက်တွန်းခြင်းတွေကိုတွေ့ရလိမ့်မယ်အဲ့တော့ဒီဟာကိုကြည့်ချင်းအဖြစ်ကျွန်တော်ဗာပြောချင်တယ်ဆိုတော့လူတယောက်ကပြောင်းလဲလာပြီဆိုရင်တော့ငါဒီတန်ရှင်းတည်နည်းသူတင်တို့ဒီလည်းတန်ရှင်းခြင်းရှိလို့ဒီဝိပ္ပယကျမ်းမှာခရစ်တော်ဖျားသခင်ပြောတဲ့စကားဟာဓမ္မဟောင်းကျမ်းမလို့ပြီးသွားတာမျိုးမဟုတ်ဒါဖျားသခင်အဖြစ်တော်ပဲဆိုတော့ gospel လို့ပြောတဲ့အခါအဲ့ဒါကိုဖြုတ်ချထားခဲ့လို့မရအောင်အခုနဆရာပြောတဲ့ partially ကျွန်တော်လက်ခံဖို့မှမဟုတ်တာဆိုတော့ဒါက process ဖြစ်နေမှာအဲ့ဒါကြောင့်လူတယောက်ပြောင်းလဲတယ်ဟုတ်ပြီကျွန်တော်ဖြောင်းမတော်သူဖြစ်ဖြောင်းမတော်သူဖြစ်ပြီမပြီးဘူးအဲ့ဒီမှာဗာဆက်လိုက်လာဖို့လို့ဆို sanctification လို့ပြောတဲ့အသက်တန်ရှင်းခြင်းမှာကျွန်တော်တို့ဆက်ပြီးတော့သွားနေဖို့လိုတာအဲ့ဒါကြောင့်ပြောင်းလဲပြီးတဲ့လူတယောက်ရဲ့အသက်တာဟာအင်မတန်အရေးကြီးတယ်ဆိုတာတော့သိချတာပေါ့လေအဲ့ဒါကြောင့်ဒီကျွန်တော်တို့ carnal Christian ပေါ့ဒီပြီးခဲ့တဲ့ class မှာရတဲ့ term တစ်ခုပေါ့လေ carnal Christian and spiritual Christian ဆိုပြီးတော့ကျွန်တော်တို့ပြောတဲ့ဟာပေါ့ဆိုတော့အဲ့ဒီဟာတွေကတော့တနည်းအားဖြင့်ပြောရင်တော့ဒါတွေကတော့တိတ်မလိုအပ်ဘူးလို့သူတို့မြင်ကောင်းမြင်နိုင်ပါတယ်ဒါပေမဲ့အခုနဒါကတော့ကျမ်းစာကပြောတယ်ဗျကျွန်တော်နည်းနည်းလေးအနစ်ချုပ်လိုက်ရရင်တော့gospel ဆိုတာခရစ်တော်အဖင်ရတဲ့ဖျားသခင်ရဲ့ကယ်တင်ခြင်းသတင်းစကားဖြစ်တယ်သတင်းကောင်းဖြစ်တယ် yeah အဲ့ဒါကြောင့်အဲ့ဒီ gospel ကိုလက်ခံယုံကြည်ဖို့အတွက်ကျွန်တော်တို့နောင်တတရားရှိဖို့လိုတယ်အဲ့ဒီနောင်တဆိုတာကဒီ
ရောက်ရှိနေတဲ့နေရာမဟုတ်တော့ဘူးဆိုတော့သိတာနဲ့ချက်ချင်းပြန်လှည့်လာတဲ့ turning လိုရမယ့်နေရာဖြစ်တယ်အဲ့ဒါပြင်တော့ကျွန်တော်တို့ရဲ့အသက်တာဟာခရစ်တော်ယုံကြည်လက်ခံမဲ့လူတယောက်ဟာ totally လုံးဝဖျားသခင်ကိုယုံကြည်ပြီးတော့သူ့အပေါ်မှာပဲ excuse me မိကိုဖို့ဖြစ်တယ်ဆိုတာရယ်ပြီးရင်သူ့ကို lordship သူ့သခင်နေရာမှာထားဖို့လိုတယ်ကျွန်တော်ရဲ့နည်းနည်းခက်ကြမ်းကြမ်းပြောရရင်ဗျာကျွန်တော်တို့နားလည်လွယ်အောင်အခုခေတ်စကားအခုခေတ်လူတွေနားလည်အောင်ပြောရရင်တော့ကျွန်တော်တို့ရဲ့အခိုင်းအစေအတွက်သူ့ကိုကျွန်တော်တို့လက်ခံတာမဟုတ်ဘူးသူ့ရဲ့အစေခံဖြစ်ဖို့ကျွန်တော်လက်ခံတာသူ့ကိုဒီစကားပြောတော့ကျွန်တော်ပြပမှာတစ်ခေါက်ကျွန်တော်တင်ငယ်ချင်းနဲ့အလုပ်သွားလျှောက်တော့ကျွန်တော်တင်ငယ်ချင်းမလေးလို့သိမတတ်ဘူးအဲ့တော့ကျွန်တော်တို့ညသွားလျှောက်ကြဟိုမှာသိမလား walk in interview တွေပဲများတာဟိုဆိုင်မှာတွေ့တယ်ကျောင်းတကူဆုံးဒါတော့ဟိုပါပေါ့ဒီအလုပ်သမားလူရှိသည်ဆိုအထဲကိုဆိုင်ထဲဝင်သွားပြီးတော့ကျွန်တော်တို့ကျွန်တော်အလုပ်လုပ်ချင်လို့ပါမှတခါတည်းတန်းလျှောက်ရတာလေအဲ့တော့အဲ့ဒီလုံးကပေါ့အဲ့ဒီလုံးကပေါ့ကျွန်တော်သွားကြတော့သွားလျှောက်တော့ဟိုကအလုပ်သမားလူရှိသည်ဒါကျွန်တော်တို့ဝင်လျှောက်တော့ကျွန်တော်ပြောလိုက်တာကျွန်တော်တို့အလုပ်လုပ်ချင်လို့ပါလို့အလုပ်သမားလူရှိသေးလားပေါ့သွားမိတာအဲ့ဒါ तू အလုပ်သမားအလိုတယ်ပေါ့ဘာညာစကားပြောနေအဲ့ဒါပြီးတော့ကျွန်တော်ပြန်ထွက်လာပြီးတော့ကျွန်တော်တင်ငယ်ချင်းငါလည်းရှောက်မှာကွာတယ်မထူတော့မင်းလဲပေါ့ဆိုအဲ့ဆို तू ပြောလိုက်လေလို့အဲ့ဒါ तू ဝင်သွားတာအထဲဝင်ပြီးတော့ပါပြောဆိုဟိုအလုပ်သမားလူသလားလို့ तू မမေးမိပဲနဲ့ तू ကဟိုဘလို့ तू ဟိုဟာကဘလို့ပြောတာတထေးမလို့ဘူးလားဆိုပြီး तू မေးမိတာတထေးမလို့လို့ဟိုကငါတထေးလေတဲ့ငါတထေးလေတဲ့တထေးမလို့တဲ့ငါတထေးလေပြောချင်တာတကယ်ကယေရှုခရစ်တော်ယုံကြည်လက်ခံတယ်ဆိုတော့ကျွန်တော်အခိုင်းစီတက်လို့ဖြစ်လာတယ်မလားလူချင်တဲ့အရာတွေအားလုံး yes of course तू ကတော့ကျွန်တော်တို့ give site တာပေါ့တစ်ပင်9ခွန်ရပြောရင်လေ तू ကျွန်တော်တို့ give site တယ်ဒါတော့စိတ်ချရတယ်ကျွန်တော်ဘယ်တော့မှပြစ်မထားဘူးဆိုတော့လေကျွန်တော်ယုံကြည်တယ်စိတ်ချရတယ်အဲ့တော့သူ့ရဲ့စကားကိုနားထောင်ဖို့ပဲ obey him ပေါ့ဆိုတော့သူ့ကိုသခင်နေရာမှာထားမှာဒါပေမဲ့ပြဿနာကကျွန်တော်ယေရှုခရစ်တော်ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့နေရာနဲ့စားပဲအလုပ်လည်းမလုပ်ချင်တော့ဘူးစုပဲတောင်းပြီးတော့လိုချင်တော့ demand လုပ်နေတာသိမလားလုပ်ပြီးပါလုပ်ပြီးပါလုပ်ပြီးပါအဲ့ဒါပြင်စကလုံးလှလှပပလေးတွေတုံးပြီးတော့မှယုံကြည်ခြင်းနဲ့ဝန်ခံတယ်ဆိုပြီးတော့ရသိစိတ်ဖြေပေါ့ဗျာနော်ကိုလိုချင်တော့ခါတဲ့နှုတ်ကနေမွတ်ပြီးတော့ယေရှုနာမနဲ့တိမ့်ပိုက်တယ်ဆိုတဲ့ခပ်ဟိုနည်းနည်းလေးအဲ့ဒီပုံစံလေးတွေနည်းနည်းများလာတာတကယ်တော့အဲ့ဒါကျမ်းစာရဲ့တုံသင်ချက်မဟုတ်ဘူးအဲ့ဒါဘယ်ကျမ်းစာမှာကျွန်တော်အဲ့ဒါဖတ်တယ်မတွေ့ဘူးဒါပေမဲ့ငါစကားကိုနားထောင်လို့ပဲပြောတယ်ညာနည်းနည်းတော့ဟိုစိတ်တော့မကောင်းဘူးပေါ့ဗျာကျွန်တော်တို့နားလည်ထားတဲ့ဒီသတင်းစကားကြီးอ่ะအဲ့ဒါပြီးတော့ခါ discipleship လို့ခေါ်တဲ့တပည့်တော်ဖြစ်ရမှာလူတယောက်ပြောင်းလဲပြီးအဲ့ဒီပြောင်းလဲပြီးတော့ကျွန်တော်တို့ပြောဆွေးနွေးကြတယ်လို့ပေါ့ယုံကြည်သူနဲ့တပည့်တော်သူလားမသူလားထားလိုက်တော့အဲ့ကိစ္စတွေအဲ့ပြဿနာကိုခဏထားအောင်လူတယောက်ဟာယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစာ gospel ကိုလက်ခံယုံကြည်ပြီးအဲ့ဒီလူဟာဟို disciple လို့ခေါ်တဲ့တပည့်တော်တယောက်ရဲ့အသက်တာကိုတက်လန်းလာဖို့လို့လိုတယ်ချက်ချင်းအုပ်တုံနဲ့မြင်းတော့ဖြစ်လာဖို့တော့မလွယ်ပေမဲ့ဒါကတော့ process ပဲ it's a process ဖြစ်လာဖို့ပဲအဲ့တော့ကျွန်တော်တို့တွေအားလုံးဖြောင့်မတ်ခြင်းဆိုတာကတော့ဒါဖျားသခင်ကကျွန်တော်တို့ခရစ်တော်အဖြစ်ဖြောင့်မတ်တော်သူဖြစ်တယ်လို့ဖျားသခင်သတ်မှတ်ပေးတာပြီးရင်တန်ရှင်းခြင်းဆိုတာကတော့ဖျားသခင်ကကျွန်တော်တို့ကိုတန်ရှင်းစေတာကျွန်တော်တို့ကတန်ရှင်းနေတာမဟုတ်ဘူးကိုယ့်ရဲ့ကြိုးစားမှုအဖြစ်ဒါတွေအားလုံးကဖျားသခင်ဘက်ကလုပ်ပဲ that's what we call grace အဲ့ဒါကျေးဇူးတော်ပဲကျွန်တော်နားလဲတဲ့ဟာပေါ့အဲကြောင့်ပြောင်းလဲခြင်းရဲ့တတိတက္ကာရတနည်းပြ result ရလအဖြေအနေနဲ့ဆိုရင်ခရစ်တော်ယုံကြည်တဲ့လူတစ်ယောက်အနေနဲ့တော့အသက်တာပြောင်းလဲဖို့လိုလာတယ်အဲ့ဒါတော့အရင်ရေးကြည့်တယ်လို့ကျွန်တော်မြင်တယ်တချို့တွေကကျွန်တော်တို့ကကားတိုင်းဘွားကောင်းအဲ့ခရစ်တော်ရဲ့ဘေးနားမှာရှိတဲ့တယောက်ကဟိုပါတယ်ယဉ်နှစ်ချင်းခံဖို့အချိန်တော်မရလိုက်ဘူးလို့ကောင်းသောချင်းချင်းဖို့မလိုလိုက်ဘူးလို့ဆိုတော့မတူညီတဲ့အရာတွေကိုလိုချင်တဲ့ပုံစံတိုင်းဆွဲယူပြီးတော့စဉ်းစားတာမျိုးဟာအင်မတန်အန္တရာယ်ကြီးပါတယ်လို့ကျွန်တော်ပြောချင်တာပေါ့လေအဲဒါကြောင့်ဒီနေ့ခေတ်မှာဖြစ်ပေါ်နေတဲ့ easy believism လို့ခေါ်တဲ့ယုံကြည်ပြီးရောဆိုတဲ့ဟိုဧဝံဂေလိတရားဒါမှမဟုတ် gospel ကိုပို့ပြတ်စေတဲ့သွန်သင်ချက်မျိုးတွေစစ်မှန်တဲ့နောင်တနဲ့ပြီးရင် commitment လို့ခေါ်တဲ့ဟိုသစ္စာရှိနောက်တော်သူလိုက်ချင်းမပါတဲ့ယုံကြည်ခြင်းဟာအတုအယောင်ဖြစ်တယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်ဒီခရစ်တော်ဟောတဲ့ဟိုဒီ gospel အရာဆိုရင်ပေါ့လေအဲဒါကြောင့်လွဲမားတဲ့အရာတစ်ခုအနေနဲ့ကျွန်တော်မြင်ဥမာ
ဟိုကိုယ့်ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ဟိုလွဲမားဆိုတာဂတိပေးတဲ့အရာတွေရှိတယ်ကျွန်တော်နယ်မာတွေဆိုရင်လေကျွန်တော်နယ်မာဆိုရင်ရှိတယ်ဗျဟိုကျွန်တော်ဟိုအတော်တယောက်ဆိုရင် तू ကအဲ့ဒီဧဝံဂေလိဆရာ तू က10ဘုတ်တဘို့တွေပုံမှန်ပေးတာ哦ပုံမှန်ပေးလာတဲ့ခါကျဖះเจ้าမအောင်ပေးဘူးသူ့ကိုပေးတာအဲ့တော့အဲ့ဆရာဘာပြောလဲဆိုတော့ရွာမှာရောက်လာတဲ့ခါကျတော့အတော်တဲ့ဒီတရွာလုံးမှာကဲတင်ချင်းရောက်တာအတော်တယောက်ပဲရှိတယ်လို့ပြောတော့အရင်ပြောတယ်လေ तू ပြောတာဗောဆိုတော့အဲ့လို false assurance ပေါ့နော်လွဲမားတဲ့ပုံစံမျိုးတွေကျွန်တော်တို့အဲ့ဒါကြောင့်တမာတရားနဲ့ကိုက်ညီတဲ့ယုံကြည်ခြင်းမျိုးမရှိတဲ့ယုံကြည်ချက်တွေဟာအတုအယောင်ယုံကြည်ချက်သာဖြစ်ပါတယ်တမာတရားမသွန်သင်ဘူးအဲ့ဒါကြောင့်ဖျားသခင်ရဲ့ဧဝံဂေလိတရားဟာဟိုကျွန်တော်တို့ဟိုလူတွေထင်ထားတဲ့ပုံစံမျိုး easy believism တော့မဟုတ်ဘူးဒါဒီအင်မတန်မှနဲ့ဆိုင်ပြီးတော့ကောင်းမွန်တဲ့တမာတရားဖြစ်တယ်ဆိုတာတော့ဟိုပြောလို့ရတာပေါ့လေအဲဒါကြောင့်အဆုံးသက်ရရင်တော့ကျွန်တော်ဆွေးနွေးတဲ့ gospel ဒီခရစ်ဝင်ကျမ်း၄ကျမ်းကပြောတဲ့ဒီ gospel ကတော့သိချတယ်နောင်တတရားမပါလို့မရအောင်ပြီးရင်ခရစ်တော်နောက်မလိုက်လို့မရအောင်ပြီးရင်တော့သူ့နာခံရမယ်အဲ့တော့စစ်မှန်တဲ့နောင်တနဲ့ကျွန်တော်တို့ပြန်လှည့်ဖို့လိုတယ်အဲ့ဒါပြီးရင်ကောင်းသောအချင်းကောင်းသောအသက်တာဆိုတာရှိလာဖို့လိုတယ်အဲ့ဒါပြီးတော့ခါကျတော့ဒီ easy believism လို့ခေါ်တဲ့ဟာတွေကျွန်တော်တို့လက်မခံဖို့အင်မတန်ရေးကြီးရဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးကျွန်တော်ဒီဘက်မှာဆွေးနွေးချင်တာဖြစ်တယ်ဆရာကျွန်တော်နည်းနည်းထပ်ဖြည့်ပါအောင်ဆွေးနွေးဒီပုံမှာလေကျွန်တော်နည်းနည်းထပ်ဖြည့်ရမယ်ဆိုရင်ဆရာပြောလိုက်တဲ့ခါမှာကျွန်တော်ဘာလို့တရလဲဆိုတော့အမှန်ဒီကျွန်တော် focus ပဲလေနော်မတိမကုလူကယောဟန် focus ပဲလေကြားဖို့ဒါပေမဲ့မဟုတ်ဘူးဗျပစ္စမ gospel ဆိုတာရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကအမတ်သေးကိုဖတ်တယ်မတ်သေးကနေကျွန်တော်တို့ကြိုက်တဲ့ပိုင်းလေးပါလာပြီဆိုကျွန်တော်တို့မီနီဖြစ်စော့ပန်ဖြစ်လာကြတယ်အဲ့တိုင်းနဲ့ကျွန်တော်တို့မတ်ကုကိုဖတ်တယ်ဖတ်မှကြိုက်တဲ့ပိုင်းလေးကိုမတ်တယ်ဆိုတော့အဲ့တိုင်းကျွန်တော်တို့ gospel လေးကိုဖတ်ပြီးမှကျွန်တော်တို့ကြိုက်တဲ့ဟာလေးတွေကို combine လုပ်ပြီးမှကျွန်တော်တို့ကပါလုပ်ကြလဲဆိုတော့အခုလက်ရှိနေတာပစ္စမ gospel ကျွန်တော်တို့လုပ်ကြအဲ့ဒါကျွန်တော်တို့ရဲ့အကြိုက်ပဲအခုလုံးမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ကြိုက်တဲ့အရာကျွန်တော်တို့ idea နဲ့လုံးဝကွက်တိထပ်သူကြနေတဲ့အရာတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကပစ္စမ gospel ဘောနော်ပစ္စမ gospel လောက်ကြတာကျွန်တော်တို့အမှန် focus ပဲရှိရပါလေနော်ဒီခင်တော်ရဆိုတော့အမှအဲ့ဒီပစ္စမ gospel ရဲ့ပြဿနာပါလေဆိုတော့အဲ့ဒါအမှဆိုရင်ဒီ gospel ဆိုတာခရစ်တော်ကိုယ်တိုင်လေနော်ခရစ်တော်လုံးဝထုတ်လို့ညင်းပယ်လို့လည်းမရဘူးဒီတကယ် gospel ရဲ့အနှစ်သာရကခရစ်တော်ကိုယ်တိုင်ဖြစ်နေတဲ့ပြင်မှာ Christ center လို့လည်းပြောလို့ရတယ်ပါနော်ဒါပေမဲ့အဲ့ဒီပစ္စမ gospel ရဲ့ပြဿနာပါလဲဆိုတော့ Christ center ကနေ self center ဖြစ်လာတယ်ပါနော်ဒီတော့ဒီလောက်ပေးပါဆိုတဲ့ဟာမျိုးကိုလေနော်အမှန်ကျွန်တော်တို့က Christ center ဖြစ်ရမှာလေကျွန်တော်တို့ရဲ့ yes ဘာတစ်ခုလုံးကဒီခရစ်တော်ပဲပို့ဖို့ပြုပြီးမှအသက်ရှင်ရမယ်အသက်တာဖြစ်ပေမဲ့လေအဲ့ဒီကျွန်တော်တို့ရဲ့အုံး idea နဲ့ပဲကိုက်တဲ့ဟာကိုပဲကျွန်တော်တို့ကစူးစီးပြီးမှကျွန်တော်တို့ကိုယ်တိုင်ကအရှင်ဖြစ်လာတယ်ဒီခရစ်တော်ကိုကျွန်တော်တို့ကဒီဇေလူရခိုင်းတယ်ပေါ့လေနော်အဲ့လိုမျိုးအခုလက်ရှိဖြစ်နေတဲ့ຢာတွေကအဲ့ဒီပြဿနာလို့ကျွန်တော်တို့ပြောလို့ရတယ်ချင်းတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအဲ့ဒီကျွန်တော်တို့တချင်းအောင်ဆိုကြတယ်count your blessing ပေါ့နော်မင်းရဲ့ကောင်းချီးတွေကိုရေသွက်ပါဆိုတော့အမလည်းစဉ်းစားစရာတော့မင်းရဲ့ကောင်းချီးပြောရင်တော့ဘုရားအသက်မပြောဘူးတော့အမကျွန်တော်တို့ဆိုတဲ့တချင်းတွေကစလဲဒါကျွန်တော်ရဲ့ idea တော့မဟုတ်ပါဘူးကျွန်တော်ဒီဖတ်တဲ့ဆရာကျွန်တော်ဟိုတစ်ခေါက်လေးပြောလေ join Carlos ဆိုတော့သူတို့တွေကကျွန်တော်တို့လေးလွှမ်းမိုးလို့သူ့စာအုပ်ပဲဖတ်တာများတယ်ပေါ့ count your blessing မင်းရဲ့ကောင်းကြီးတွေကိုရေသွက်ပါဒါပေမဲ့စဉ်းစားကြည့်ရင်တော့ဒီအတိတ်ကပြဿနာ Christ center ကနေဒီ self center ဖြစ်လာတဲ့ပြဿနာပေါ့နော်အဲ့ဒါကိုနစ်ချုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပစ္စမ gospel ကျွန်တော်တို့လောက်ကြတယ်ပေါ့လေနော်အဲ့ဒါပြီးတော့ဒီနောက်တစ်ခုကျွန်တော်ထပ်ပြီးပြောရမယ်ဆိုရင်ဒီ gospel မှာလေစဉ်းစားစရာဒီ
Madima Guluga, they go Pate Kamale. I don't know, they just started on Maloya do. Gaula Magamula, Kridova horrid, the Namdayava, Nano Laiba. Three times Milam do, since I've had Yes. Mateo Kore Kamale, Nano Laiba, Chichino. Try the since I've Chino do my shoe, Nano Laiba. Since I am a god, the Gaula Magamula General, since I am a Crito, the focus Vega Dundine Yaga. Like, none like it. I look at Journal, the Haga, Pina Lama, Pina, and the music since I had time. Earlier, they shall study Romulo. The time every had the cool later the time. Since I've China, like it, but me, basically, no like any element of Jono, the Sia 3 times Lamde. Chicken like Nelly, yeah, that's disobey, obey, disobey, that Jerusalem Chayame Yapone, Here, the Siasuna the Coup Jode Yabone, the Gospel Guleka lighting up Joruga, the Jesu Rojo Joruga in Chayade. I'm a general action about the Jesus Rojo Joruga, the getting Chaya be the come. Tabime, the Pone, the Mando Bolune, the Shiago orders are the Dunea, Joruga Miss Lojaram Yarabon, the misunderstood the Rulemasa. Hope Joraga, the Achin Api getting Chayadam Hope, but General Payada people, the General Losayare Yama Bawana. Tara, Jesus wrote that way, Joru Bama. Nailu Lemiabu. Malone Nade Hago Piaga, the Credo Yamina would tell Biro, General Gadin Chia. Eh, the Emma Yejila, Shiago, Taubiaraga, the Gadin Chia Bisuno, Gadin Chia Bijon General, a few Muriga, that they like me. I sing a light like me, Biolino. So Emma, the man of Bolubiora, Emma General, the Yoja and Yarebono. I'm Sindu de Ione, Amamatu. The Kadin Chinsuraga, the general action pillar, I'm hoping, Jesus Roja Pide Dame, the Chinago Bioraga, the hobby, Polu Biore Daimane, Dame, Polu Biore Dai, General, Kadin Chinyara, man be so no, General yet, a few muri, actually got, a yinga sadi a honor Maturo, young lay, a yinga do, Nini Chachela Yago. Piano Sanse Bureau, da Piam Jarusuno. But Nimbelare, the 2 year a few muriga, Piang Lare. The that day we will action got light lare, Sir Haleno. So they will miss Loja and Yare. Yeah. Okay, Swinida, General Swinida, yeah, a Shano Yala, Piatana, a China Lene, that's good. Na Senjare Luri alone le town so chena general nale hare gospel ga blo pongsanမျိုးလဲဆိုတာကိုကျွန်တော်တို့ဒီ comment မှာရေးပြီးတော့လေပြီးရင်ကျွန်တော်တို့ဆွေးနွေးစီခြင်းတဲ့ဟာတွေရှိရင်လည်းကျွန်တော်တို့ဟို messenger နေတော့လကောင်းဒါမှမဟုတ်လည်းကျွန်တော်တို့ဒီ comment box ထဲကနေတော့လကောင်းကျွန်တော်တို့ပြောဖို့ဘယ်လိုခေါ်မလဲစာရေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်တယ်တလဲစာထဲမှာပဲကျွန်တော်တို့နောက်တစ်ပတ်ကြာရင်ဒီ gospel အကြောင်းလိုပဲကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးရအောင်လေgospel ကိုကျွန်တော်တို့ဒီတစ်ခေါက်တော့ဘယ်ဟာ gospel မဟုတ်ဘူးလဲဆိုတော့ကျွန်တော်တို့ပြောတယ်ပြီးရင်ဒီခရစ်ဝင်ကျမ်းတွေကပြောတဲ့ gospel ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ပြောတယ်ဆိုတော့လာမယ့်ခေါက်ကျရင်တော့ကျွန်တော်တို့ဓမ္မသစ်ကျမ်းမှာကျွန်တော်တို့တွေ့ရတဲ့ gospel ဆိုတာဘယ်လိုပုံစံမျိုးလဲပေါ့နော်ပြီးရင်တော့ဒီ gospel ကိုကျမ်းစာတအုပ်လုံးနဲ့ဘယ်လိုကြည့်လို့ရနိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့လာမယ့်ပတ်မှာကျွန်တော်တို့လူသူရှင်းလေးမစွမ်းတော်ညာလဲကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျန်တဲ့လူတွေကိုလည်းကျွန်တော်တို့ပေးသိချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးတဲ့အခါမှာကျွန်တော်တို့တွေလည်းဆရာကြီးတွေလည်းမဟုတ်ကြတော့ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာစကလုံးအသုံးနှုန်းတွေကြမ်းသွားတာတို့ရင့်သွားတာတို့လိုအပ်တာတို့ရှိရင်လည်းကျေးဇူးပြုပြီးတော့မေတ္တာစိတ်လေးရှိနေထားပြီးတော့နားထောင်ပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့ပြီးရကျွန်တော်တို့ကဒီစကလုံးအသုံးနှုန်းမှာလည်းကျွန်တော်တို့အားနေတဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်ခင်ဗျာပြီးတော့လည်းအကြောင်းအရာတွေလည်းကျွန်တော်တို့တော့ရှင်းတယ်လို့ထင်တာပဲဒါပေမဲ့ကျွန်တော်တို့ပြောတဲ့စကားတွေကတခါတခါကျကိုတန်ပြန်နားထောင်တခါကျကျွန်တော်ကိုတန်ရှုပ်နေတဲ့ဟာတွေတောင်ရှိတဲ့ခါကျတော့လေ
အဲ့တော့နားထောင်တဲ့လူတွေအနေနဲ့ရှုပ်သွားတယ်ဆိုရင်ကျေးဇူးပြုနှစ်ခေါက်လောက်ဖြစ်တေချာနားထောင်ပြီးတော့အဲ့ဒီပုံမှာတမာတရားတစ်ခုခုကျွန်တော်တို့ဒီနေ့ဆွေးနွေးခြင်းအဖြစ်ဒီနားထောင်တဲ့ပရိသတ်တယောက်ယောက်ကတစ်ခုခုရသွားတယ်ဟို gospel ဆိုတာနောင်တဒါမှမဟုတ်လေ gospel မဟုတ်တဲ့ဟာကဟိုရွှေငွေကြောက်တံပရမများတွေနဲ့ဥစ္စာပစ္စည်းတွေနောက်လိုက်တာမဟုတ်ဘူးဆိုတာတော့သိသွားတယ်ဆိုရင်တော့မှကျွန်တော်တို့လောက်ရကျွန်တော်နှပ်ပါတယ်လို့ကျွန်တော်တို့ဟိုပြောချင်ပါတယ်အဲ့ဒါကြောင့်လာမယ့်ပတ်မှာကျွန်တော်တို့ပြန်ဆုံမယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာတွေအားလုံးကတော့ဒီလောက်ပဲဖြစ်ပါမယ်အားလုံးပေါ်ဖះရှင်ကောင်းချီးပေးပါစေနောက်တစ်ပတ်ပြန်ဆုံရအောင်